Ada makali di litau na ni banya. Kaya di maba, daro no nila liba shin, nila aseba no, lawa ramu kau kat thwat nila sese liba shin, jilai ba ula laida. Amyuli ba shin nila ase soy juli go shin shay umata ka, soy biya bi ma phit pare. Daliya ro nila ne da sain ne khat thare, no khama nakat li phit pare no, nakat li ba shit. Nila le no. Nila ase no, nila ase paya lama la pa mu pang tara busa. Nila sese ko wet pai thara ba no. Long wa da mo kau ka thwat de, long wa twin thwat bo no, twin thwat ko ma long wa ai ko ta le ni ya ba. Ai yan hla to le. That hwa phit pai mai so swai pya pi. Ma na wa khamau pou li ba she, ai yan hla to ba she. Ai ro no, TikTok ma bi la. Da le ya te le do 9 သိန်း 8,000 6သိန်းဝန်းကျင်မှာ9သိန်း 8,000 6သိန်းဝန်းကျင်မှာရှင်းစီတူလဲဒါလေးကတော့ 16 သိန်း 18 သိန်းပါရှင်လှော့လိုက်တာ16 သိန်းနဲ့ 18 သိန်းဒါ15ဘေးဒါ 80k ကြိုက်တာကိုယူပါဒါက15ဘေးဒါ 80k ပါဒီကကြတော့ကျိုးတုတ်တုတ်တုတ်ကြိုက်တဲ့ရှစ်တော်များအတွက်တန်ကျိုးတုတ်တုတ်ကြိုက်တဲ့သူလေးเนาะဒီလိုလေးတွေလိုချင်ပါသလားအမျိုးလိုချင်ပါသလားနောက်ခါကျဟောဒီလိုမျိုးခေါင်းစွပ်တွေကိုနောက်ထဲမှာလိုသလောက်เนาะဝယ်ယူအပ်ပေးနိုင်ပါတယ်နော်ဒီလိုမျိုး12သိန်းကျော်လောက်ကလည်းစရှိပါတယ်နော်ရောဒါတန်ကျိုးကုန်တွေပြလာ12သိန်းကျော်လောက်ကလည်းစရှိပါတယ်ရှင်ရှိပါတယ်ဒါ12သိန်းကျော်ကနေ15သိန်းကိုင်အောင်ပါနော်ခါလေးက12သိန်းနော်ဒါလေးရဆိုမတက်ပြတဲ့ဟာလေးဒီလိုကျဲဆွဲသီးလေးနေပေါ့နော်အဲ့ဒါ12သိန်း5,000ဆိုလို့ဟိုကထင်းနေမှာဆိုလို့15ပဲရေရွှေပြည့် 80k ထင်းနေမှာဆိုလို့ဒါနော်ဒီမှာချိတ်တွေကိုလာကြည့်လိုက်တော့15ပဲရေရွှေအပြည့်ပါတိုက်တဲ့ဆိုင်မှာစစ်တိုက်တဲ့ဆိုင်မှာပေါင်းအရောက်လဲအတွက်အကုန်ရပါတယ်နော်ကဲဒီမှာပါရှင်ဆိုင်ဆိုရှိရနော်ဒါလေးပါရှင်ဒါလေးက6သိန်းပါ14သိန်းနဲ့6တောင်းဟုတ်တယ်14သိန်း6တောင်းပါဒီမှာပါဒါလေးပါနော်40တဲ့တန်CB ကိုသွားပေးကြပါရှင်ဒါလေးကတော့အသက်ပြောသလို6သိန်းနဲ့9,000 6သိန်း 5,000ကြားမှာရှိပါတယ်ဒါကတော့73သိန်းနဲ့နော်sorry ဟုတ်လားလိုက်တာနော်73သိန်း 5,000 ပါရှင်73သိန်း 5,000 ပါစောနာပိုးကျိုးလေးပြခိုင်းလို့ဒီမှာလေးပါပိုးကျိုးလေးကဒီမှာကလေးတွေအတွက်ခမဲလိုပါလို့ပေါ့နော်သူကပစားကြီးကိုသူဟိုဖြစ်ပေးထားပေါ့နော်ဒါကျိုးလုပ်ပေးတာနော်ပစားကြီးလေးပါရှင်ဒါပိုးကျိုးအမဲလေးနဲ့ဆွဲကျင်နေဆိုရင်ပိုးကျိုးအမဲလေးနဲ့ဆွဲနိုင်ပါတယ်နော်နောက်ခါကျအောက်ကတော့တန်ကျိုးကုန်းတွေဖြစ်ပါတယ်ရော့